မင်းလက်စားကြဖို့အားလုံးဖိတ်ခေါ်ပါရဲ့ပေါ့နော်ချမ်းကလေနည်းနည်းနှာစီးပြီးတော့နေမကောင်းဖြစ်ချင်စိတ်ကမပြောက်သေးဘူးကွာဖြစ်နေတာပေါ့အခုဒီမှာချမ်းကိုယ်တိုင်စိတ်ကြိုက်ကိုချက်ထားတာဒီနေ့အစုံပဲကြက်သားရဲ့ဘူးတီးလေးရဲ့ကိုချမ်းချက်ကျင်လို့လေတော်ဟင်းလေးချက်ထားရဲ့ငါးဟင်းနှက်ထားတယ်ပဲဖြစ်ပေါက်ကြော်ကျန်တော့တိုးစီအစုံပဲပေါ့တညီသီးစားရည်စိန်ပေါ့ငါပြရတော့တဲ့ရဲ့ဒီမှာအစုံပဲတဲ့မယုံမသိနော်သမင်းနဲ့လိုက်မယ်တဲ့ဟိုနှာတန်လေးနည်းနည်းပါနေတယ်ဒီရက်ထဲအဲ့လိုနှာစိတ်တွေဟိုဟာလေးနေတွေပူလိုက်ပေါ့အဲ့လိုမိုးတွေအုပ်လိုက်အဲ့လိုဖြစ်နေတာလေစားမလားဘူးတီးနဲ့ကြက်တာချမ်းကလေအဲ့လိုမွေးမြူကြက်ဆိုတိတ်မစားဘူးဒါအိမ်ကြက်ပေါ့မနက်ကမှခေါ်ခဲ့တာကြက်ကိုလေကြက်ကိုခေါ်ခဲ့ပြီးတော့တော့ဝယ်ခဲ့တာဈေးကနေလိုက်မယ်နော်သမင်းမိန်လေးစားခြင်းနဲ့ဒီနေ့လေနော်ငါပြီးရအရန်ကောင်းတဲ့တဲ့ပြင်းနှစ်ပြီးတော့လေဒါချမ်းတို့ကတေချာကိုကြိုထားတာကွာချမ်းရောင်းနေတဲ့ငါပြီးပဲပေါ့ဘူးတီးနဲ့ကြက်သားနဲ့လေဒီနေ့အဲ့လိုလေးစားခြင်းတာနေစားခြင်းတာစွတ်စုံလေးပေါ့နေမကောင်းဖြစ်နေတာနေတွေအရန်ပူတယ်ချမ်းတို့ဘက်မှာနေတအားပူတယ်မှာစုံမဲ့တဲ့နော်တလုံးလောက်မြည်ကြည့်မလားဒါကတဲ့ရွက်ပေါ့ချမ်းတို့ဘက်မှာဒီချိန်ဆိုရင်တော့မပေါ်တပေါ်ဖြစ်နေတာလေကတဲ့ရွက်ဒါကတငင်းသီးစားရေးဆိုင်ပဲမနေ့ကမှရောက်တာကျွတ်နေရောတငင်းသီးရလေချမ်းကတငင်းသီးကိုဆိုရင်အစိမ်းကြိုက်တယ်စားရေးဆိုင်ကြိုက်တယ်အဲ့လိုအပြုတ်တို့ဘာလို့မသိမကြိုက်ဘူးကျွတ်နေရောတွေ့လားတကယ်သားမလားနှာရီစီးနေတာဖြည်းဖြည်းကြံမလို့တိုးတော့လို့ပို့လို့ကောင်းอ่ะနေရန်ပူလူကနှုံးပြီးတော့မလန်းဖြစ်နေတာသမင်းနေတဲ့တိတ်စားမကောင်းရေတွေပဲတောက်တာနေပူတော့လေတလုံးတော့မြည်ကြည့်မလားပဲစားဟာHello you get in it oh ကောင်းတယ်ကဲငါ Hello ငါမပြေကဘူးကြီးနဲ့စက်သားဟင်းလာညာတော့ကလာတာဟင်းတဲ့တမ်းလားပဲပြင်ပေါက်ကြော်ပါတယ်တဲ့ဒီစားဟုတ်တငင်းစားတဲ့อ่ะနည်းနည်းရှားတော့မှာမပေါ်သေးဘူးဟုတ်ငါပြေးရတယ်အရန်ကောင်းတယ်မငန်ဘူးဒါကလေးရွက်လာကြက်ပေါက်စားလေးဦးမပေါက်တာဒါမိုးရင်းဆိုအကြီးရဖြစ်ပြီကဲဒီရက်တယ်လေဘာဆက်စားလို့ဂရင်းတွေပြက်ပြီးရှက်အသက်တွေခါးနေတာကျင်းကားတွေအလုံးလိုက်ကြိုက်စားချမ်းလို့မခါဘူးအခုလေတစ်လုံးနှစ်လုံးစားလိုက်ရတာသူကလန်းသွားတယ်အဲ့ရောက်ချမ်းသမင်းသားပြည်လူတွေကိုတင်အဲ့သူနေမကောင်းဖြစ်တဲ့လူလေချမ်းသားလိုက်ကြည့်ပြီးတော့လိုက်စားဖြစ်တာနေကောင်းပါလားတကယ်မှန်တယ်သိလားကိုလည်းအဲ့လိုပဲအခုစမ်းစားကြည့်လို့ထားလောက်တာရမ်းကောင်းအမေမိန်နဲ့ခဏနေမကောင်းဖြစ်တော့အများကြီးမစားနိုင်ကြလန်းသွားပြီကျင်းနေပါပြီနည်းနည်းကျင်းနေပါပြီနှားပါပွန့်သွားပြီအရန်နေအရန်ကောင်းသွားပါလေစိတ်ကြိုက်ပြန်လောက်တာပါMama ဒါပဲငါကောက်ဆက်လွယ်နေမကောင်းဖြစ်နေကြမှာဒေါသဆွဲတာငါလဲမြည်တယ်မဟုတ်တယ်နော်အကြက်တာဟင်းတို့ဘယ်လိုပြန်စားမမျိုးကြက်ချင်းချင်းကောင်းတယ်ဘာပြပါတော့ဒါရီကျုံကဇိုင်းကပြတယ်ဒါပေမဲ့ငါပြီးကိုကြိုရင်လေချန်တို့ကကြိုတက်နေတော့လားမသိဘူးသလားအရန်ကောင်းတယ်ငါပြီးကိုတချို့ကကြတော့ကွာကြဲကြဲကြီးကြိုတယ်အရန်ပြောင်ကြိုတယ်ဆိုရင်ဒါငါပြီးတစ်ခွက်ရဲ့ကောင်းခြင်းကပျောက်သွားလေတော့ငါပြီးအစိမ်းနဲ့ရေနဲ့မျှအောင်ကြိုတက်ရင်တော့ဒါတကယ်ကိုငါပြီးကောင်းကောင်းတစ်ခွက်ထွက်တယ်ကွာဒါကြီးကျုံကဇိုင်းကပြီးဒါဆိုတာညနေတိုင်းကုန်ပြီးဆိုင်ကလေးတွေလည်းစားမှာဒါချန်တို့လည်းပြန်စားမှာပေါ့နော်ဒီနေ့ကတော့ဟင်းကတော့အစုံချက်ထားတယ်ချန်စားချင်တာလေးလိုက်လောက်စားပြတာနည်းနည်းနှာလေးစီးပြီးနေမကောင်းလေးဖြစ်နေတာလေအားလုံးအရင်ချစ်တယ်တဲ့နော်အဲ့တော့ငါပြီးရကြတော့တဲ့ပြောနေစားမလို့အခုကလေကုန်ချမ်းဈေးတွေတက်တော့လေငါပြီးကိုခဏဈေးထိန်းတာပေါ့နော်အားလုံးအရင်ချစ်တယ်နော်အဲ့တော့အများနဲ့ရိုက်တင်ပေးမယ်အားလုံးကျေးဇူးတင်ပါတယ်အရင်လည်းချစ်တယ်ပေါ့နော်ဒါခဏနေချင်တောင်ငူနဲ့နေပြီးတော့သွားကြရလေးစီလို့လေဒီလောက်ပါပဲလို့အားလုံးအရင်ချစ်တယ်နော်